ဒီအိမ်ပေါ်ရဲ့ဒေါနဲ့ဝင်းတို့တွေကိုဆက်ဆွဲကြမယ်နော်ဒီပုံစံလေးတွေဆက်ဆွဲမယ်ဒါကတော့ပထမဆုံးတကားတစ်ချက်ပေါ့နော်သူ့ရဲ့ကျဲသည်10ပေ10ပေရှိမယ်ဘေးရဲ့ဘောင်ရဲ့အထူက4လက်မှရှိမယ်နော်ရတန်ငယ်တစ်ခုကိုယူလိုက်မယ်10ပေ10ပေ offset ပြုလုပ်မယ်4လက်မှဘောင်ဖြစ်တဲ့အတွက်ကြီးပေါင်ပုံစံဖြစ်တဲ့အတွက်ဒီ line လေးတွေကိုဆက်မယ်မလိုတဲ့ဒီ line 2 line ကိုဖြတ်လိုက်ပြီဒါဆိုရင်ရသွားပြီအားလုံးကိုဆက်လက်မဲ့ group ဖွဲ့ထားပေးမယ်အတွင်းထဲကတကယ်ရွက်ကိုဆွဲမယ် rectangle တစ်ခုကိုယူမယ်အတွင်းထဲကိုဆွဲ midpoint to midpoint line ဆက်မယ်ဒီတစ်ဖက်ကိုဖြတ်ထားမယ်နော် offset ပြုလုပ်မှာက6လက်မှဒါကြိုက်တဲ့ design ဖော်လို့ရတယ်နော်2 point add ကိုယူမယ် end point တစ်ချက်ပြမယ်ဒီနေရာမှာတစ်ချက်ပြမယ်ပြီးရင်ဒီ white ကလေးကိုကိုလိုချင်တဲ့နေရာထိတစ်ချက်ပြပေးမယ်နော် enter ခေါက်မယ် offset ပြုလုပ်မှာကဒီအတွင်းထဲကို2လက်မှလောက်ပဲပြုလုပ်မှာဒါဆိုရင်ဒီတိုင်းလေးရသွားပြီဒုတစ်ခါတည်းတင်မှာဖြစ်တဲ့အတွက် iso view ကိုသွားမယ်ဒီဘောင်ကကြတော့သူ့ height လောက်ထားမယ်နော်ဒီဘေးဒါတွေမလို့ဖြတ်မယ် select မယ် right click make component ဖွဲ့ထားပေးမယ်သူ့ဒုတင်မယ်နော်သူ့တစ်ခါတည်းဒုတင်လိုက်မယ် select မှတ်မယ် push ဘူးနဲ့9လက်မှဒုပဲထားမယ်နော်5ဒီအတွင်းထဲကကြတော့2လက်မှပဲထားမယ်ဒါဆိုရင်ဒီလိုအချိုင်လေးဖြစ်သွားပြီနော်ပိတ်ထားတာကိုပြန်ဖွင့်မယ်နော် push ပုံနဲ့သူ့ကိုနေရန်ရဲ့ဒုအတိုင်း6လက်မှဒုတင်ပေးရမယ်ဒီထိရသွားပြီဆက်လက်မှတ်မယ် mirror ကိုယူမယ်ကိုလိုချင်တဲ့နေရာမှာကလစ်မချခင် control ကိုရင်ဖိတာပြီးတော့မှကလစ်တစ်ချက်ချကြိုက်သလိုလုပ်လို့ရတယ်နော်iso view ကိုပြန်သွားမယ်ဒါဆိုရင်ဒါလေးကပြီးသွားပြီပေါ့အဲ့တော့သူတို့ကိုအားလုံး select မှတ်မယ် right click object select မှတ်မယ် right click make group ဖွဲ့မယ်ဒါဆိုရင်ဒီတကားတစ်ချက်ပြီးသွားပြီဒီကြားထဲမှာ thought ထားမှတ်နေရတယ်ကျန်သေးရနော်တန်ဖိုးကတော့ကိုလိုချင်တဲ့တန်ဖိုးလေးတင့်တော်တာလေးထားလိုက်မယ်နော်ဒါဆိုရင်ဒီတကားတစ်ချက်ပြီးသွားပြီ material ကတ်မယ်ဆိုရင်လည်းတစ်ခါတည်းကတ်လို့ရတယ် window ကနေ default tray က show tray ကို on ထားမယ်material ထဲမှာဟူနော်ဟူတဲ့ဟာကိုလိုချင်တဲ့ပုံစံကိုရွေးချယ်လိုက်မယ် select မှတ်ပြီးကတ်လိုက်မယ်ဒါဆိုစောစော group ဖွဲ့ထားတာဖြစ်တဲ့အတွက်အကုန်လုံး material တစ်ခုတည်းဖြစ်သွားတာเนาะအဲ့တော့ group ကိုပြန်ပြီး select မှတ်ပြီး explode ပြန်လုပ်တစ်ခုချင်းဒီကတ်မယ်ပေါ့เนาะဒါကဘောင်ကတ်မယ်ပြီးရင်ဒီဘက်မှာ component ဖွဲ့ထားတာဖြစ်တဲ့အတွက်အတွင်းထဲကိုဝင်မယ်ကိုလိုချင်တဲ့ဒီဘောင် group ကတ်မယ်နော်ဒီပုံစံလေးရသွားပြီခွဲခြားဖြစ်အောင်ဒါလေးကတ်လိုက်မယ်နော်တော့ကိုလိုချင်တာကိုရွေးပြီးတော့ကတ်ပေးမယ်လိုအပ်တဲ့နေရာတွေအားလုံးပြီးအောင်တစ်ခါတည်းကတ်မယ်နော်ဒီမှာပဲဒါဆိုရင်တကားတစ်ချက်ရသွားပြီเนาะဒီ main တော့ကိုဆက်ဆွဲမယ်10ပေ12ပေပေးထားတယ် rectangle တစ်ခုကိုယူမယ်10ပေ12ပေသူ့ရဲ့အထူကို offset ပြုလုပ်မယ်သူ့ရဲ့အထူက4လက်မှเนาะ offset ပြုလုပ်မယ်
ကားငယ်ပုံစံ frame ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ဒီအောက်ဘက်က line လေးတွေလိုနေတာကိုဆက်မယ်မလိုချင်တဲ့ဒီ line နှစ်ခုကိုပြန်ဖြတ်လိုက်ပြီပြီးတော့ရင်အခုဆက်လက်မှတ်လိုက်တဲ့နေရာလေးတပေရှစ်လက်မှတ်ဆိုရဲဒီမှန်ချက်တွေထားမဲ့နေရာလေးကိုပြုလုပ်မယ်တိတ်မရှားကိုယူမယ်အောက်ဘက်ကိုတပေရှစ်တိတ်မရှားနဲ့ဆွဲမယ်ပြီးရင် line လေးတစ်ခုဆွဲမယ်တိတ်မရှားနဲ့ဆွဲလိုက်တဲ့ဒီ line ကိုဖြတ်မယ်အခုအလဲမှာရှိတဲ့ဘောင်ကပေါ့နော်အလဲမှာရှိတဲ့ဒီမြားရောက်နေတဲ့ဒီအကန်လေးကကြတော့၄လက်မရှိတယ်ဒါကြောင့်လို့ rectangle တစ်ခုဆွဲမယ်၄လက်မကော်မှာတပေရှစ် object ကို select မှတ်မယ် move နဲ့ midpoint ကနေကင်ပြီးတော့မှဒီ midpoint မှာသွားချပေးမယ်ပြီးရင် copy ကူးမယ် midpoint ကနေပဲကင်မယ်ဒီဘက် midpoint မှာချမယ် copy ထပ်ကူးမယ်ဒီဘက်တစ်ခုကျသွားပြီเนาะဒါဆိုပြီးသွားပြီဒီအလဲတွေမလို့တော့ဖြတ်လိုက်တော့အခုမြန်းရောက်တဲ့ဒီနေရာလေးကလည်းလေးလက်မအထူရှိတာဖြစ်တဲ့အတွက်သူ့ကိုလည်းလေးလက်မ line ဆွဲဖို့တိတ်မရှားကိုယူပြီး line လေးအရင်ဆွဲပြီးတော့မှ line command ကိုယူပြီးတော့ဆွဲမယ်เนาะဒါဆိုရင်ပြီးသွားပြီဒီတစ်စုံလုံးဒါအကုန်လုံးကိုဆက်လက်မှတ်မယ် right click make group ဖတ်မယ်အထက်ကတကယ်ရွက်တွေဆွဲမယ်เนาะ rectangle တစ်ခုဆွဲမယ် midpoint ကဒီ midpoint ထိဆွဲမယ်ပေါ့เนาะဒီအထိဆွဲလိုက်လဲရတယ်เนาะ midpoint ထိဆွဲရင်လည်းရတယ် offset ပြုလုပ်မှသည်၄လက်မသွားကြတော့တဆင်နောက်ထပ်တစ်ခုထပ်လုပ်မယ်၄လက်မ6လက်မထားမယ်เนาะနောက်တစ်ခုကို6လက်မထားလိုက်ပြီတိတ်မရှားကိုယူမယ်ဒီအပေါ် line ကနေအောက်ထိ၄ပေ2လက်မဆိုတဲ့ line လေးတစ်ခုဆွဲဖို့အတွက်ပြုလုပ်ပေးမယ်เนาะဒီမှာ line လေးတစ်ခုဆွဲလိုက်လဲရတယ်2 point f ကိုယူမယ်ဒီမှာတစ်ချက်ပြဒီမှာတစ်ချက်ပြမယ်ဒီဘက်ကိုလိုချင်တဲ့တန်ဖိုးလေးခံမှန်းရှိပေါ့နော်ဒါလေးထည့်လိုက်မယ်ပြီးတော့မှမလိုချင်တဲ့ဓာတ်တွေကိုဖြတ် offset ကိုယူမယ်ဒီအတွင်းထဲကို၄လက်မဒီထိရသွားပြီနော်ဒီထိရသွားပြီဆိုရင်ဒုတင်မယ်နော် iso view ကိုသွား group ဝယ်ထားတာဖြစ်တဲ့အတွက်အတွင်းထဲကိုဝင်မယ် erase နဲ့မလိုအပ်တဲ့ဒီ line တွေကိုအရင်ဆုံးဖြတ်မယ်ပြီးတော့မှ push pull နဲ့ဒုတင်မှာကနေရန်အထူတိုင်းမယ်ကိုလက်မအခု frame ပြုလုပ်ပြီးသွားပြီဆိုရင် select မှတ် right click height လို့ပြောလိုက်ပြီး push pull ကိုယူသူ့ကိုဒုတင်မှာ9လက်မဒါလေးတွေကိုကြတော့2လက်မလောက်ပဲအတွင်းထဲကိုဝင်ပေးမယ်နော် push pull နဲ့ပဲပြုလုပ်ပေးမယ်ဒါဆိုရင်တကားလေးပြုတ်လုံးလိုက်တာပေါ့နော်ဒီနောက်မှာပိတ်ပေးမယ်နော်တစ်ချက်တော့ပိတ်ပေးမယ်အားလုံးပြီးသွားပြီဆိုရင် select မှတ်မယ် right click component ဖွဲ့မယ်နော် front ကိုသွားမယ်သူ့ကို mirror ပြုတ်လုပ်မယ် move နဲ့ရွှေ့မယ်ဒီတကားနှစ်ချက်က mirror ပြုတ်လုပ်ပြီးသွားပြီဆိုရင်တော့ထားမဲ့နေရာလေးပေါ့နော်အနေရာလေးတစ်ခုပြုတ်လုပ်မယ် cycle နှစ်ခုဆွဲမယ်2လက်မရယ်3လက်မရယ် cycle နှစ်ခုဆွဲပြီးရင် line လေး line တစ် line ဆွဲလိုက်မယ် push pull နဲ့အပေါ်ကိုဒါမြင့်တင်မှာ2လက်မဒီအတွင်းကလည်း2လက်မဒီအောက်ဘက်ကကြတော့1လက်မပဲသွားမယ်1လက်မနော်ဒီဇိုင်းလေးတစ်ခုဆွဲလိုက်တာပေါ့ပြီးသွားပြီဆိုရင် edit ကနေပြီးတော့ and high off ပြုလုပ်မယ်တကားပေါင်ပြန်ဖွင့်မယ်နော် rectangle တစ်ခုဆွဲမယ် push pull နဲ့သူ့ကိုအနောက်ကိုတင်မှာ4လက်မလောက်တင်လိုက်ဒါဆိုရင်မဒီထိရပါပြီနော်4လက်မရသွားပြီဆက်လက်မှန် right click make group ဖွင့်မယ်မှန်ချက်ပြုလုပ်ဖို့နော်သူ့ရဲ့ဒီ midpoint ကနေကိုင်းမယ်ဒီ midpoint မှာသွားချပေးမယ်ဒါဆိုရင်ရပြီနော်ဒီမှန်ချက်အကြီးကိုဆက်ဆွဲမယ်နော်25ပေ10ပေပေးထားတယ် rectangle တစ်ခုဆွဲ25ပေကော်မှာ10ပေ offset ပြုလုပ်မှာက4လက်မအတွင်းသားမလို့ရှင်တော့ဖြတ်မယ်အပြင်ပေါင်းကိုဆက်လက်မယ် right click make group ဖတ်ထားမှာတိတ်မရှားကိုယူမယ်ဒီအပေါ်ကနေ
တပေအကွာမှရှိမယ်နော်တပေသူ့ရဲ့ဒီအကျယ်လေးက2လက်မပဲရှိမယ်အပေါ်ကို2လက်မဒီတောင်းကနေကိုင်းမယ် rectangle တစ်ခုဆွဲလိုက်မယ်ဒီထိဆက်လက်မှတ်မယ် right click component ဖွဲ့မယ်နော်သူကြတော့ component ဖွဲ့မယ်ဒီ line မလို့တော့ပြန်ဖြတ်မယ်2ပေအကွာမှာတစ်ခုရှိမယ်ဒီမှာ9ပေ2လက်မအကွာမှာတစ်ခုရှိမယ်နော် copy ကူးမယ် move နဲ့အပေါ်ကိုရွှေ့မယ်2ပေ copy ကူးမယ်နော်အပေါ်ကို9ပေ2လက်မကူးလိုက်ပြီဒီအလဲတိုင်းလေးတွေဆွဲမယ်နော် midpoint တို့ midpoint line ဆက်မယ်သူဒီလဲ2လက်မအကွာဝေးမှာပဲဖြစ်တဲ့အတွက်2လက်မအကျယ်ပဲဖြစ်တဲ့အတွက်1လက်မစီတိတ်မရှာနဲ့ပြုလုပ်မယ်ဒီထိတ်ကနေပြီးတော့မှ rectangle တစ်ခုဆွဲဒီအောက်ထိနော်ဒီအလိုင်းမလို့တော့ဖြတ်လိုက်မယ်ဒီ line နေလည်းမလို့တော့နော်ဆက်လက်မှတ်မယ် right click make component ဖွဲ့မယ်ဒီမှာ line လေး2ခုပြန်ဆွဲပေးမယ်နော်စင်တာမှတ်လိုချင်တာဖြစ်တဲ့အတွက် line လေး2ခုပြန်ဆွဲလိုက် midpoint ကနေကင်ပြီးတော့မှဆွဆွဲလိုက်တဲ့ line ပေါ်ရဲ့ midpoint မှာသွားချပေးမယ်နော်ဒါဆိုရင်ရသွားပြီအတွင်းထဲကနေမှန်သားအတွက် rectangle တစ်ခုဆွဲသူ့လည်း make group ဖွဲ့လိုက်မယ်နော်ဒါဆိုရင်ပြီးသွားပြီ 3D ပြောင်းမယ်နော် ISO view ကိုပြောင်းဒါဆိုရင် 3D ဆက်ဆွဲမယ်ဘာကြတော့ကိုလက်မရှိမယ် push pull နဲ့ကိုလက်မတူတင်လိုက်ခဏသူ့ကို hide လုပ်ထားမယ်နော်မှန်သားကကြတော့2လက်မအတူပဲထားမယ်နှစ်သူ့လည်းခဏ hide လုပ်မယ်ဆလမ်းမှတ်မယ် push pull နဲ့9လက်မပေါ့နော်9လက်မထားလိုက်ပြီဒီဘောင်ကိုလည်း9လက်မအဲဆိုရင်ရပါတယ်အခုဆိုရင်ဒီမှာအားလုံးကိုဒုတင်ပြီးသွားပြီဆိုရင်လိုအပ်တဲ့အပိုင်းတွေကိုစင်တာကိုရွှေ့ပေးရမယ်နော်အတွင်းထဲကိုမြင်ချင်တာဖြစ်တဲ့အတွက် A3 ကိုပြောင်းလိုက်မှန်ပေါ့နော်မှန်ကိုရင်ရွှေ့မယ် midpoint ကနေကင်မယ်ဒီ midpoint မှာချမယ်ဒီအပြင်ပေါင်းတွေကိုကင်မယ်ပေါ့နော်midpoint ကနေကင်မယ်သူ့ကိုလည်းဒီ midpoint မှာသွားချပေးမယ်ဒီရပါပြီနော်material ကကြမယ် material က glass and mirror တွေကဒါလေးကိုမှန်လင်းကတ်မယ်နောက်တစ်ခုကကြတော့ကိုကြိုက်တဲ့မှာတစ်ခုမှန်အောင်လဲကိုလိုချင်တဲ့အရောင်ကတ်မယ်ဘေးပေါင်တွေကိုလည်းကိုလိုချင်တဲ့အရောင်တစ်ခုကတ်ထားပေးမယ်နော်ဒီတကားတစ်ချက်ကိုဆက်ဆွဲမယ်နော်16ပေ9ရဲ့17ပေရဲ့ပေါ့နော် rectangle တစ်ခုဆွဲမယ်
16ပေကိုလက်မကောမှာ17ပေအားလုံးရဲ့ဒီဘောင်လေးတွေရဲ့ဒူအားလုံးရဲ့ဒူဟာ၄လက်မစီပဲเนาะဒါကြောင့်၄လက်မရှိမယ်ဆက်လက်မှတ်မယ်သူ့ group ဖွဲ့မယ်ရှေ့ရပုံစံအတိုင်းပဲเนาะ make group ဖွဲ့မယ်တိတ်မှန်ရှားကိုယူမယ်ဒီကနေပြီးတော့မှအပေါ်ထီက2ပေဒါက4 rectangle တစ်ခုဆွဲမယ်ဒီ line တွေကိုပြန်ဖြတ်မယ်เนาะသူ့လည်း right click make group component ဖွဲ့မယ်เนาะသူကြတော့ component ဖွဲ့ပြင်အပေါ်အမြင့်ကဘယ်လောက်လဲ9ပေ8လက်မ9ပေ8လက်မအပေါ်ကနေယူမယ်9ပေ8လက်မ copy ကိုမယ်ဒါဆိုရင်ရပါတယ်ဒီဘက်ကအကျယ်ကကြတော့ဘယ်လောက်ရှိလဲဆိုတော့3ပေရှိမယ်เนาะ3ပေရှိမယ်ဆိုတော့ line လေးတစ်ခုဆွဲမယ်သူ့ဒီဘက်ကို4 rectangle တစ်ခုဆွဲလိုက်မယ်เนาะဒါလေးဖြတ်သူ့လည်း component ဖွဲ့မယ် right click make component create ကို click မယ် move နဲ့ရွှေ့မယ်ဒီတောင်းကနေကိုင်မယ်ဒီတောင်းထိရွှေ့မယ်ပြန်ပြီးတော့ဒီဘက်ကိုပြန်ရွှေ့မှာ3ပေ copy ကူးမယ်ဒီဘက်တောင်းလည်းအရင်သွားချမယ်ပြီးတော့မှဒီဘက်ဒါလေးကို move နဲ့ပြန်ရွှေ့မယ်3ပေဒီတိုင်းလေးရပါတယ်နော်ဒါလေးက copy move နဲ့ရွှေ့ရမှာနော်ဖြတ်လိုက်ပြီအားလုံးပြီးသွားပြီဆိုရင်မှန်ချက်ကလေးပေါ့နော်မှန်ချက်ကလေးတစ်ခုဆွဲမှန်ကိုလည်း group ဖွဲ့ထားမယ်ဒီထိရသွားပြီနော် 3D ပုံဆွဲမယ် ISO view ကိုပြောင်း group ထဲကိုဝင်မယ် push pull နဲ့ကိုလက်မမှာ group ထဲကိုဝင် push pull နဲ့9လက်မနော်သူကကြတော့5 under push pull နဲ့သူကလည်း5ဒီရပါပြီမှန်ချက်ကကြတော့ push pull နဲ့2เนาะ2နှစ်လက်မပဲ2တင်ပေးမယ် x-ray နဲ့ကြည့်မယ်เนาะမှန်ချက်ကိုရွှေ့မယ် move နဲ့ midpoint ကနေ midpoint မှာသွားချမယ်ဒီအတုံးအလဲတိုင်းလေးတွေကိုအလဲမှာရှိတဲ့ဒီတိုင်းလေးတွေကိုရွှေ့ကြမယ်သူတို့ group ဖွဲ့ထားလိုက်မယ်เนาะဆက်လက်မှတ်ပြီးရင်တော့ group ဖွဲ့မယ်ပြီးတော့မှရွှေ့မယ် midpoint ကနေကိုင်ဒီအားလုံးရဲ့ဒီ midpoint မှာသွားချပြီဒီထိရသွားပြီ x-ray ကိုပေးမယ်เนาะဒီတိုင်းလေးအဲ့တော့ material တစ်ခါလေးကတ်မယ်ဒါမှန်ချက်เนาะမှန်ချက်ရှေ့ရ material ကိုပြန်လိုချင်တယ်ဆိုရင်ပြန်ပြီးတော့ copy ကူးလိုက်เนาะရှေ့နည်းနည်းရွှေ့ရအောင်ဒီရှေ့မှာကတ်ထားတဲ့ material တွေကိုပြန်လိုချင်တယ်ဆိုရင်ဒီမှာရှိတဲ့ sample paint ကနေပြီးတော့ကိုလိုချင်တဲ့ material ကို click ပြီးရင်ဒီမှာမှန်ချက်ကို click ချမယ်เนาะဒီမှာဆိုလဲသူ့ sample paint ကိုယူပြီးတော့မှရှေ့မှာ material ကတ်ထားတဲ့ဘောင်းလေးတွေအရောင်တိုင်းပဲချဲလိုက်မယ်ဒါဆိုရင်ပြီးသွားပြီအားလုံးပြီးသွားရင်ဆိုရင်တော့သူတို့ group ဖွဲ့ထားလိုက်ရတယ်เนาะရွှေ့တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ရွှေ့လို့ရအောင်လို့ဒါဆိုရင်ပြီးသွားပြီပေါ့နော်ဒီတကားတွေကလည်းအတူတူပဲเนาะအားလုံးကဆွဲနည်းအတူတူပဲပေ12ပေပေးထားမယ်ဒုသည်8လက်မှပေးထားမယ်เนาะဒါလေးကိုမှစီချထားတယ်ဒါလေးတွေကလွယ်တယ်เนาะနောက်ပိုင်းဒီတကားတွေကဆက်မဆွဲပြတော့ဘူးเนาะမရဘူးဆိုရင်တော့ comment မှာရေးထားပေးเนาะအတိုင်းလေးတွေပဲဆက်ပြီးတော့ဆွဲသွားမယ်เนาะနောက် video file မှာဆက်ပြီးတွေ့မယ်เนาะ